ပဲဝလေးကိုဒီလိုမျိုးပြုတ်ပြီးတော့နူးအင်းနေအောင်ပြုတ်ထားမယ်ပဲဟင်းကျူချက်စားမယ်ပေါ့နော်နောက်ပြီးတော့ချက်တူနီကိုအဲ့လိုမျိုးစီတက်လေးနည်းနည်းလေးပေါ့နော်မွေးနေအောင်စီတက်ပြီးလိုက်ရမယ်စီတက်ပြီးတဲ့ခါကျနောက်ပြီးတော့မှပဲခုနကပြုတ်ထားတဲ့ပဲထဲမှာထည့်မှာပေါ့နော်ဒီချက်တူနီကိုစီတက်ထားတဲ့ချက်တူနီကိုဝါနေလို့ရှိရင်ပေါ့နော်ချထားလိုက်ပြီးတော့ပဲဟင်းခုနကပဲလေးကိုဒီမှာရေတက်နေပေါ့နော်အဲ့လိုမျိုးရေထည့်ပြီးတော့ဆူအောင်တဲလိုက်မယ်တဲပြီးတော့မှအဲ့ချက်သွန်ရဲ့ချက်သွန်ကြောထည့်မှာပေါ့နော်ခုနတော့ပြုတ်ထားတဲ့ပေကိုအမရေပေါ့နော်ရေတက်နေပေါ့နော်မပြည့်မကျဲလေးထည့်ဆူတဲ့ခါကျမှချက်ခုနကစီတက်တဲ့ချက်သွန်လေးထည့်မှာပေါ့နော်အဲ့ခါကျတော့ဘာမှတော့ထူမရှိပါဘူးဒါပဲဟင်းကြိုပေါ့နော်ချက်သွန်စီချက်လေးနဲ့အဲ့လိုပဲပေါ့နော်ပဲဟင်းကြိုရိုးပေါ့နော်ဘာမှတော့မထက်ပါဘူးဒါပေမဲ့တချို့လူကစားလို့ရှိရင်တော့အဲ့လိုမျိုးဘယ်လိုစပုတ်ရွဲတို့ဘာတို့ခတ်ထက်တာတော့ရှိတာပေါ့နော်ဟာမတို့ကအဲ့လိုမျိုးမစားတဲ့ခါကျတော့မထက်ဘူးနော်ခုနကစီတက်လာတဲ့ကြက်သွန်ပေါ့နော်ထည့်လိုက်မယ်ပေါ့နော်ဒါပေမဲ့ဆူအောင်စားရလဲရတယ်ဆူအောင်မစားလဲရတယ်ထည့်လို့ရတယ်ဒီမှာနောက်ပြီးတော့အရက်သားလေးဆက်လိုက်ပေါ့နော်စားရဲ့အဟင်းကျုံမုတ်လေးနည်းနည်းလေးထည့်ပြီးတော့အဲ့ဒါဆိုရင်ရပါပြီရှင်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဆိုလည်းဗီဒီယိုများများလေးတင်ပေးလာအားပေးကြပါဦးရှင်